ဘယ်လောက်လဲ ကြိုက်လို့ရိုက်လို့ရ ရပြီတချောင်းဘယ်လောက်လဲ ရိုက်လို့ရတယ်လို့ကိုရိုက်ကြည့်ရော တစ်ချောင်းဘယ်လောက်လဲလို့ တစ်ချောင်းနဲ့မဟုတ်ကြိုက်တဲ့ချောင်းနဲ့ရိုက်လို့ရတယ်ကို ဒါဒီလည်းရိုက်ကြည့်တယ်ဟဲ့ ရိုက်လို့ရကို ဟဲ့ခိုင်းနေတယ် ဟမ် ဟာ အဲ့ဒါမကောင်းဘူးအဲ့ဒါမကောင်းဘူးအိမ်မှာလေးအဲ့ကောင်မကောင်းတာအဲ့ကောင်မကောင်း ခိုင်းနေဆို ရပါ ဟဲ့မင်းပြောတော့မကျိုးဆိုခိုင်းနေဆိုဒီမှာကျိုးကုန်ပြီ ဟာဒီပဲစီးရတာစုပ်နေလားမသိပါဘူးကွာ အေးကွာဘယ်လောက်လဲတချောင်းဘယ်လောက်လဲ ကျိုးဘူး မဟုတ်ဘယ်လောက်လဲ ဒီပဲစီးရတစ်ချောင်းဘယ်လောက်လဲလို့မင်းမေးနေတာ အဲ့ကောင်လည်းမကျိုးဘူးဒါလည်းမကျိုး ဒီ ဘူး မနေနဲ့ဝယ်မနေပါနဲ့ကွာမခိုင်းမှလည်းမဟုတ်သူပြောတဲ့အတိုင်းလာသွားမယ်နလေးမလေးနဲ့ ဈေးရောက်တာနလေးပဲလေး အဲ့ဒါနဲ့တခြားစီဖြေတာနဲ့ ဟိုလေမကျိုးဘူးလို့အော်ဒီကောင်တွေလို့ကွာဒုက္ခပါကွာတိုင်ကြီးတပြည့်စီးဒါမျိုးကြီးတွေလို့ကျိုးဝိုင်းမယူနဲ့တော့ကျိုးဝိုင်းမယူနဲ့တော့တစ်ချောင်းသစ်လဲပလိုက်